video လေးမစခင်ညီမတို့ရဲ့ Just YM Channel လေးကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်။စူစီမိုး၏စိတ်ထဲတွင်တခါမျှမကြုံဘူးသောကြောက်ရွံ့မှုကဖြစ်ပေါ်လာသည့်ခေါင်းတစ်ပန်းကြီးထော်လီ။သူ၏တကုတ်တုံလေးကြက်တီးမှွညင်းညက်ထားလာလီ။စူစီမိုးသည်မတ်တပ်ပင်ကောင်းကောင်းမညက်နိုင်ပဲထိုင်လျက်ကနေခြေကိုစမ်းထုတ်ကန်ချောက်ညဒိုင်ပင်ထိုးရှောင်လိုက်။ရွှေညီဆူဆိုညကြောချမ်းစရာလေးအဟုန်ကသူ့ရှိရသို့တိုးဝင်လာပြီးသူသည်အချိန်ပြီးကလေးပင်ရှောင်တိန်လိုက်နိုင်၏သူသည်မနေနိုင်စွာအနောက်သို့ပြန်လှည့်ခဲ့လိုက်၏စူစီမို၏တုံငယ်အိမ်သည်ကဆက်ဆက်တုန်ခါသွား၏ချက်ချင်းပင်သူ့နှလုံးကပေါက်ထွတ်မတတ်ခုန်သွားလေ၏၎င်းသည်အန်နာကွန်ဒါတိုးကြီးမီဖြစ်ပြီးစူစီမိုစိတ်မကူးနိုင်လောက်အောင်ပင်လွန်စွာကြောက်စရာကောင်းလေ၏၎င်း၏အလွန်တရာကြီးမားသောကိုယ်ထဲသည်ရေစီပိုင်းလောက်ရှိလေ၏၎င်း၏ကိုယ်ထဲသည်ကြေးကွံများထင်ပိတ်ကျက်နေပြီးအေးဆက်ဆက်ကတူရောင်ဖြင့်တစ်ဖက်ဖက်တောက်ပနေလေ၏၎င်းသည်သူ၏စိမ့်ဖန့်ဖန့်ခတ်ဆွေးဆွေးမြက်လုံးကြီးများဖြင့်စူစီမိုကိုစူးစိုက်ကြည့်နေပြီး၎င်း၏ကြီးမားကြောက်စရာကောင်းသောပါးစပ်ကြီးတွင်သွားများကြားမှတတွေးများကတဆက်ဆက်စီးကြနေလေ၏ငါတတော်နမောနမဲနိုင်လာပဲစူစီမိုသည်တွေးကြည့်ရင်ကြောက်ရွံ့နေဆဲဖြစ်သည်ဒီလောက်ကြီးမားတဲ့တက်တော်ကြီးကသူ့အနာကပ်လာတာတောင်သူ့လုံးဝသတိမထားမိခဲ့ပေအန်နာကွန်ဒါတီမိုးထီအောင်မြင်မာသောတစ်ပင်ကိုကြီးကိုရစ်ခွေပတ်ပြီးစူစီမိုကိုအပေါ်စီးမှနှိ၍အုံမိုးကြည့်နေလေ၏သူ၏မျက်လုံးများကပမာမခန့်အထင်သေးနေသည်အောင်ပင်ဤအရာဒီစိတ်ဝိညာဉ်တောကောင်ဖြစ်လေ၏ဤအန်နာကွန်ဒါတွင်လူသားနှင့်တူသောမျက်လုံးအကြည့်ကိုမြင်ရ၏ထိုအရာက၎င်းသည်လူလိုညံရည်မျိုးရှိနေပြီဆိုတာဖော်ပြနေခြင်းဖြစ်၏၎င်းသည်လူလိုစကားမပြောတတ်သေးတာတခုပင်ထိုမြင်းနှင့်လူသားများကြားတွင်အရွယ်အစားအပြင်ကြီးမားသောကွာဟချက်ရှိတော်လဲစူစီမိုသည်စိတ်ကိုတင်းငိမ်စေလိုက်ပြီးနောက်နည်းနည်းလေးမျှကြောက်ရွံ့မနေတော့ပြီဒီကောင်ဘလောက်စွမ်းနိုင်မလဲစူးစားကြည့်ခြင်းစိတ်ပင်ပေါ်လာလေ၏ဤအရာသည်ရှားရှားပါးပါးအခွင့်အရေးတစ်ခုသာဖြစ်လေ၏အန်နာကွန်ဒါ၏အကြည့်ကအေးဆက်ခတ်ထန်ပြီးကြောက်စရာကောင်းနေ၏၎င်းကအရင်ဆုံးတိုက်ခိုက်လိုက်၏ကြီးမားသောကိုယ်ထဲကြီးသည်မြေပေါ်သို့ပြစ်ကျလာပြီးမျက်ခင်းပေါ်တွင်သုံးလေးပတ်လဲသွားလေ၏မျက်စိသမိတ်အတွင်းမှာပင်၎င်းသည်အလင်းလိုအမျက်နှုံးထင်စူစီမိုထန်ထိုလော့ထိုဝင်ရောက်လာလေ၏အိုးသွားပြီစူစီမိုလွန်စွာတုန်လှုပ်သွား၏အန်ဒါကွန်ဒါသည်လောတိုက်လာရင်ရုတ်တရက်၎င်း၏ဦးခေါင်းကိုဦးတီယာပြောင်းလဲပြန်၏သူသည်ရုတ်တရက်တိုက်ခတ်ရန်အခွင့်အရေးရှာဖို့ခဲရင်သွားကြောင်းသိလိုက်ပြီးသူ၏မူလာတိုက်ခတ်ရန်အစီအစဉ်ကိုပယ်ဖျက်လိုက်ရ၏သူ၏ပထမတိုက်ခိုက်မှုသာငွေသွားမည်ဆိုလျှင်ရင်သူတေနိုင်ဖို့ကတေးကြသလောက်ပင်စူစီမိုသည်သူခြေရောက်မှအားကိုဆန့်ထုတ်လိုက်ပြီးအနောက်သို့အလင်းမြန်းခုန်ဆုပ်ပြောက်ရာတိုက်ခိုက်မှုကိုရှောင်တိန်လိုက်၏ဤအချိန်မှာပဲစိုးရုပ်သောအော်ရာနှင့်ကြောက်ဆောင်လောက်မာတင်းသောအရာတစ်ခုကဝေယမ်းထွက်ပေါ်လာလေ၏သူအချိန်မီမတုံ့ပြန်နိုင်ခင်ပင်တုတ်ဖိုင်မာတင်းသောအန်နာကွန်ဒါ၏အမိကသူ့ကိုရိုက်ချလိုက်ပြီးသူဆင်းထွက်သွားလေ၏ဘန်ဘန်ဘန်စူစီမိုဒီတစ်ပင်တုံပင်ကိုကျိုးပြဲသွားအောင်ဝုန်းကနေပြစ်တိုက်ပြီးမှမြေပြင်ပေါ်သို့လဲချပြီးပါးတဲ့ကသွေးကိုအန်ထုတ်လိုက်လေ၏သူမျက်နာကဖြူဆုပ်သွားလေ၏ဤပြစ်တိုက်ခြင်းကသူ့ကိုပြင်းထန်စွာဒဏ်ရာရသွားစေ၏တချိန်တည်းမှာပင်စူစီမိုတီသူ၏အယိုးတွေအရွတ်တွေကစုပ်ပြတ်ကျိုးပြဲကုန်ပြီဆိုတာခံစားလိုက်ရ၏နာကျင်ငွေကတောင့်ဖာနိုင်လောက်အောင်ပင်သူဒီဆက်လက်တိုက်ခိုက်ဖို့အားအင်ပင်မချန်တော့ပေရိုက်ချက်တစ်ချက်နဲ့ရင်အားကိုဒီလိုဆူဆူဝါးဝါဖြစ်သွားစေတာပဲသူ့အတွေ့မဆုံးတော့ခင်အန်နာကွန်ဒါဒီသူ့နောက်ကိုထက်ချက်မကွာလိုက်ပါလာပြီးသူ့ကိုနောက်တစ်ခါခုန်အုပ်ပြန်လာလေ၏အမဲရောင်အရေးကြီးကသူ့အပေါ်လွှမ်းမိုးခါနေ၏စူစီမိုသည်အောင်ကိုကြိတ်လိုက်ပြီးလက်ကိုလွယ်လိုက်၍ကြောသက်ကစေပါသားကိုဆွဲထုတ်ကရှိသမျှခွန်အားနှင့်ရှေ့သို့ခုန်ဝင်ကလွှဲခုတ်လိုက်လေ၏သွေးကပန်းထွက်သွား၏အန်နာကွန်ဒါကနာကျင်စွာအော်ဟစ်လိုက်၏သွေးရဲရဲဓာတ်တရာတစ်ခုက၎င်း၏ဥခေါင်းတွင်ပေါ်လာပြီးမျက်လုံးတစ်ဖက်ပါပေါက်ပြကန်းသွားလေ၏ထိုကဲ့သို့ဆိုးရွားသောဒဏ်ရာကိုခံစားလိုက်ရပြီးနောက်အန်နာကွန်ဒါ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည်မြောက်ကပ်လာပြီးစစ်တိုက်လင်းပတ်လာရာပတ်ဝန်းကျင်စွာတစ်ပင်တွေကတပင်ပြီးတပင်တဝုံဝုံကျိုးပြဲကုန်လေ၏ထွက်ပေါ်လာသောအတန်ကကြောချမ်းစရာပင်အနာကွန်ဒါကဒဏ်ရာရထားတော်လေသူသည်ထိုတတဝါ၏ကံပတ်မှုတ်ဆိုသည်ကိုစူစီမူတိလိုက်၏သူတို့၏တိုက်ခိုက်စွမ်းရည်ကတူညီသောအဆင့်မှရှိမနေပြီထို့အပြင်သူသည်လည်းပြင်းထန်စွာဒဏ်ရာရထားသည်
သူသည်အနာဂွန်နာစီကနောက်ထက်ရိုက်ချက်တစ်ချက်လောက်သာထပ်မံလက်ခံရရှိလိုက်ပါကနီယာမာတွင်ပွဲချင်းပြီးတည်သွားနိုင်လေ၏စူစီမိုသည်ဒီနေရာမှာနောက်ထပ်ကြထပ်မနေရတော့ပြီသူသည်ကောင်းကင်ထဲသွားချီလန်ကိုပုံဖော်ပြီးလင်းမြိုင်စွာပြေးထွက်လိုက်၏သူပြေးလို့ဝေးဝေးမရောက်ခင်ပါပင်သူ့ခွန်အားများကရုတ်ရုတ်လာလေ၏သူရင်အိုသည်ကြက်ခဲတစို့လာပြီးနောက်ထပ်ပါးဆက်အပြည့်သွေးများကထွက်ကြလာလေ၏ဇောင်မီသားစုအိမ်တော်မှတိုက်ပွဲတွင်သူသည်တကိုယ်လုံးသွေးများရဲသွားတော်လေအဲ့တုန်းကရရှိခဲ့သည်မှာအပြေမိုက်တရားများကဖြစ်လေ၏မူလအဆင့်ပညာရှင်များ၏ခွန်အားကသူ့အရေးပြားနှင့်အသားကိုထိုးဖောက်နှံလောက်အောင်တန်မာမှုမရှိပြီသူစီကမှုအနာဂွန်ဒါ၏အညီးအိတ်ချက်ကသူ့ရင်အုပ်ကိုရုပ်ပြက်ဆင်းလျဖြစ်သွားစေယုံတာမကအသွင်းတန်ရာများကိုပါရသွားစေလေ၏အဲ့တုန်းကစူစီမိုသည်ခန္ဓာကြောက်ရွံ့ကိုဟန်ကိုသာမသုံးခဲ့ဘူးဆိုရင်ထိုရိုက်ချက်ကသူ့ခန္ဓာကိုယ်ကိုပောက်ကွဲသွားစေဖို့လုံလောက်လေ၏ငါကပထမဆုံးနေမှာပဲဒီနေရာမှာတေရတော့မှာပါလားစူစီမိုဒီလျှပြားကိုကိုက်ပြီးတတိမလွတ်သွားပဲနိုးထနေစေရန်ကြိုးစားလိုက်၏ထို့နောက်သူဒီတစ်တဆိတ်စဉ်းစားချင်ချင်ရင်ရေရွတ်လိုက်၏ငါတတ်နိုင်သမျှအမြန်ဆုံးပုံးခိုဖို့နေရာတစ်ခုရှာရမယ်မုံရင်လမ်းမှာအခြားတောကောင်တကောင်ကောင်နဲ့တွေ့တာနဲ့ငါသေးပြီပဲအနှဲငယ်ပြေးလွားပြီးနာစူစီမိုဒီသူ့ရှေ့မှာမတ်ဆောက်သောတောင်နေရန်တစ်ခုကိုတွေ့လိုက်ရ၏မြေပြင်မှပေအနှဲငယ်အကွာထိုနေရန်ပေါ်မှာလွမ်းကူပေါက်တစ်ခုရှိလေ၏စူစီမို၏မြို့လုံးထိဝင်းလတ်သွား၏သူဒီတောင်နေရန်နားသို့ရှောက်သွားလိုက်ပြီးမိုးချွေးချေပါဓာတ်ကိုတုံးကတောင်နေရန်ပေါ်မှာချုံထစ်များပြုတ်လုထိအပေါ်သို့တွဲတက်လိုက်၏စူစီမိုဒီချုံထစ်များကနေတောင်နေရန်ပေါ်သို့တွဲတက်သွားပြီးလွမ်းကူပေါက်ထဲသို့ချောင်းကြည့်လိုက်၏အန်ဒီရဲ့ဖြစ်နိုင်တာတစုံတရာမတွေ့ရသောအခါအထဲသို့လှိမ်ဝင်လိုက်လေ၏သူဒီအထဲသို့ရောက်သောအခါခွန်အားတမွင်လောက်တာကြန့်ရှိတော့၏ဂူကတိတ်မကြီးလာပေလူထုံးရောက်ဝင်းဆန့်ယုံလောက်တာရှိလေ၏ကံကောင်းထောင်မကြီးဤနေရာကတိတ်တော်မဆိုးလာပဲကုန်းနေတတဝါအတော်များများ၏အန်ဒီရဲ့ကိုရှောင်ကွဲနိုင်လေ၏စူစီမှုဒီဂူထဲတွင်လဲချသည့်အာယူနေလိုက်၏သူဒီဝင်လေထွက်လေနီလန်းနှင့်လွှဲဝနက်ပညာ၏အာရင်ပြန်လဲဖြည့်တင်းစေရန်စွမ်းရည်ကိုတုံးကာသူ့ရဲ့ဒဏ်ရောက်အနာတရားများကိုတတ်တာပြောက်ကင်းလာစေရန်ကြိုးစားလိုက်၏အချိန်ဒီလင်းမြန်စွာကုန်သွားပြီးနောက်နေကတဖြည်းဖြည်းဝင်သွားလေ၏မနေ့ညကစူစီမိုနီတဲလွတ်ထင်ရောက်လာတုန်းကကန်းလန်ရိုမာဒီလုံးဝတိတ်ဆိတ်ပြီးကြောက်စရာကောင်းတယ်လို့မထင်ရပြီအဲ့ဒီတုန်းကတသက်အလုံးဒီတနေရာမှာသွားပုန်းနေကြတာလို့ပဲယနေ့ညမှာမိုးချိုကာကြရှိသေးတယ်တောကောင်များကစတင်ထွက်ပေါ်လာပြီဟိန်းတန်းဟောက်တန်းများကတောလေတစ်ခုလုံးကိုတုန်ခါသွားစေ၏တခါတရံမှာဣယာပြငှက်ကြီးများကတောင်နရံဘေးမှဖြတ်ပြန်သွားပြီးသူတို့၏အရေးကလာရောင်ကိုပင်ပိတ်ကွယ်ပြောက်သွားစေ၏တောလဲမှာစိတ်ဝိညာဉ်တောကောင်များကအကြောက်အရွံ့မဲ့သွားလာလဲပတ်နေပြီးတစ်အိုကြီးများကရိမ့်ရွယ်လုရှာနေပြီးလေတူကကြောင်မြတ်အားရှိအငွေတက်များဖြင့်လွမ်းခြုံနေလေ၏ကြောချမ်းစရာတောကောင်ဟိန်းတန်းများကလည်းစစ်တိုက်ဆိုးကလေးထွက်ပေါ်နေလေ၏ဤပုံစံဒီကန်းလန်ရမိုင်းတရုတ်မှန်ထွက်လေတော့၏လွန်ခဲ့တဲ့ညကတဲရွက်ထင်းသူနဲ့လိုက်လာမခဲ့ဘူးဆိုရင်သူဒီထူညကိုပင်ကြော်လွန်နိုင်ခဲ့မှာမဟုတ်ပြီစောစောကလေးကစူစီမိုဒီရေစိမ်လောက်ရှိသောလူမျက်နှာနှင့်ပိန့်ကူကြီးတစ်ကောင်ကိုတွေ့လိုက်၏ရောင်ဒီအလင်းလိုအမြန်တို့နဲ့တောင်နရန်စီကိုပြေးတက်လာလေ၏ထို့နောက်ပိန့်ကူကြီးဒီနရန်အက်ကွာချဲနဲ့တို့တိုးဝင်ပြောက်ကွဲသွားလေ၏စူစီမိုကတန်အန်အော်နီဆဲမှာပင်ကောင်းကင်ထက်ပိုက်ကြောင်းမြတ်အားရှိအော်တန်တစ်ခုကထွက်ပေါ်လာ၏ချက်ချင်းဆိုရင်ပင်ခေရန်တော်မြောက်ဆုံးတဆုံလီရောက်ကြလာလေ၏ရောင်ဤခြေသေးများကဓားလာလိုအေးဆက်ချွန်းထက်တောက်ပါနေလေ၏ရောင်ဒီတောင်နရန်ပေါ်မှာအကွာကျဲတဲ့သို့တူးဝင်လိုက်ပြီးအတော်အတအရှိရှိသောကြောက်သားတစ်လုံးကိုဖဲ့ချေမွှလိုက်၏ဂါကျောင်းနိုင်ငံအကွဲကျောင်းထဲမှာနာကျင်ဆူရှာသောအော်မီတန်ကထွက်ပေါ်လာ၏ခရမ်းယုံတောင်မန်းနှင့်လင်းယုံကတွားသွားသားကောင်ကိုဖမ်းမိသွားပြီ၎င်းဤခြေသေးများကတွားသွားသားကောင်ဤကိုယ်ထဲသို့နှက်ဆိုင်စွာဖောက်ဝင်သွားပြီးလက်ဆက်သောသွေးများကပြန့်ကျဲသွားလေဤတွားသွားသားကောင်ကအလွန်တရာကြီးမားလာပြီသည်၎င်းသည်ခရမ်းရောင်တောင်မန်းနှင့်လင်းယုံထက်အစ100လောက်ပိုကြီးပြီသည်တို့စေကမူ၎င်းသည်ဘလိုပင်ယုံကန်ပါစေအချီးနှိပင်ခရမ်းရောင်တောင်မန်းနှင့်လင်းယုံက၎င်းကိုတဲချီကကောင်းကင်ထက်သို့ပြန်တက်သွားလော်တော့၏၎င်းသည်ထွက်ခွာမသွားခင်စူစီမိုကိုတွေ့ရှိသွားတာမှတေးကြလိ၏၎င်းသည်စူစီမိုရှိရာဂူလေးဘက်သို့ကြ
ကြောချင်းဖွယ်ရာအကြည့်ဖြင့်ပြန်တောင်ဆိုင်ကြည့်ခဲ့သည်ထိုသွားသားကောင်နှင့်နှိုင်းရှင်ပါကစူစီမိုသည်အလွန်တရာသေးငယ်ချီးနဲ့လာသည်ဟုပြောနိုင်မည်သည်ထို့ကြောင့်ခရမ်းရောင်တောင်မဲနှင့်လင်းယုံကစူစီမိုကိုအဖက်မလွတ်ခဲ့တာလားမပြောတတ်ပေ၎င်းသည်သူ၏တောင်ပန်ဒီကိုဖြန့်ကျက်ပြီးအဝေးသို့ပြန်တန်းသွားလိုတော့၏အကြည့်တစ်ချက်ကပင်သူ့ကိုအဖျားတက်သွားစေနိုင်၏ထိုတရဝါသည်စိတ်ဝိညာဉ်သားရဲ့ပင်ထိုခရမ်းရောင်တောင်ပန်နှင့်လင်းယုံသည့်တေချာပေါက်စိတ်ဝိညာဉ်သားရဲ့ပင်ဖြစ်လေ၏အာဒီကောင်ကတော်တော်စွမ်းတာပဲသူ့စီကနေထွက်လာတဲ့အော်ရာနဲ့တင်ငါ့ကိုကူကေရမဲ့သွားစေတယ်ဒီစိတ်ဝိညာဉ်သားရဲ့ကအခြေတင်အစ်စ်လားရွှေဦးတိုင်းအစ်စ်လားတော့ငါလည်းမသိဘူးတောင်တရန်အောက်ရှိတောအုပ်ထဲ၌တက်ထက်မူးညာကနေရာတိုင်းမှာပဲလေတို့ကညီဆို့သွီးနံမြောင်းဖြင့်ဖိနဲ့ထိုင်းမုံတွေလေစောကမြင်ခွင်းကရေခဲတောင်ဤထိဖျားသည်ဖြစ်နိုင်သည်သွီးစာရက်ဆက်မှုများလူမဆန်စွာတက်ဖြတ်မှုများကအငဲလိုဖြစ်ပွားနေလေထိုအရာကိုကန်းလန့်ရိုးမှဟုခေါ်လေဒုတိယမြောက်ညကိုခက်ခဲပေမှန်းစွာကြော်ဖြတ်ပြီးနောက်ထပ်ဆန်းတစ်ချက်တစ်ခုကသူ့အားစောင့်ကြိုးနေသည်ကိုစူစီမိုသိရှိလိုက်ရ၏တညတာဖြတ်တန်းပြီးနောက်သူ့၏ဒဏ်ရာများကအလင်းစင်အပြောက်ကင်းသည်ပြီပင်ញမ်းမြစ်မှာဆူလင်အစားအသောက်ကတော့သူသိပ်ပူပန်နေစရာမလိုပြီသို့တော်လည်းယခုကန်းလန့်ရိုးမှတော့အစားအသောက်ကသူ့အတွက်အကြီးမားဆုံးပြဿနာဖြစ်လာပြီစူစီမိုသည်ဒဏ်ရာများမပြောက်ကင်းသေးသောကြောင့်စိတ်လွတ်လပ်မပြုတ်မှုရဲ့သူစီကမူအစားမစားဘဲကြင့်ကြံသည့်အခါသူသည်သူ့အသွေးအသားများ၏အဆင့်အနေကိုစွမ်းအင်အဖြစ်ပြောင်းလဲအသုံးချနေရ၏သူ၏စာလောင်စိတ်ကလည်းအရှိန်သက်သွားပြီသူပြီးတိတ်ကြတောင်ခံနိုင်တော့မယ်မထင်ပြီထိုအရာသည်ရက်ဆက်သောလေပတ်မှုတစ်ခုပင်အစားမစားရသောအခါစွမ်းအင်ရင်းမြစ်မရှိသောကြောင့်သူကြင့်ကြံနိုင်မှာမဟုတ်ပေမကြင့်ကြံနိုင်တော့အခါသူ့ခန္ဓာကိုယ်မှဒဏ်ရာများအနာကျက်ရန်ခက်ခဲသွားပြီးတိုင်းပညာအဆင့်တက်ရန်လည်းမဖြစ်နိုင်တော့ထိုအခါအစားထောက်ထွက်ရှာဟိုကပိုလို့တောင်ခဲရင်းသွားလေပြီလိမ့်မယ်ယခုအချိန်မှစပြီးသူ့လမ်းမဲ့ခြေလန်းတိုင်းကသူ့ကံကြမ္မာကိုတတ်မှတ်ပေးလေပြီလိမ့်မယ်စူစီမိုသည်မိုးကြိုးစေပါပြန်လောင်ကိုပိုနဲ့ထက်တူလိုက်ထို့နောက်ဂူအဝမှတိရွက်များတိကွိုင်းချောင်းများကိုထား၍အယောင်ဖြောင်းလိုက်ပြီးသူ့ကိုပုံးခေါင်လိုက်လော်ပြီတရက်နှစ်ရက်စာလောင်မွတ်ထန်ချင်းတန်းနှင့်ဒဏ်ရာများမှနာကျင်တန်းကိုပင်မန်းစွာခံစားနေရတော့လေစူစီမိုသည်စိတ်ရှည်စွာဆောင်မျောနေပြီးဂူထဲကလုံးဝမထွက်ပေ3 ရက်မြောက်နေ့တွင်နောက်ဆုံးမှာတော့သူသည်စတင်လှရှားဟုအခွင့်အရေးကိုတွေ့လိုက်ရပြီပြီးခဲ့တဲ့ညကသူနေခံရာတောင်နရန်အောက်တွင်တက်ထက်မှုများစွာဖြစ်ပွားခဲ့၏တေဆုံးသွားသောစိတ်ဝိညာဉ်တော်ကောင်တကောင်၏ကိုယ်သည်အသွေးဟသားများစွာကြန့်ရှိနေသည်စူစီမိုသည်ကြန့်ရှိနေသေးသောစိတ်ဝိညာဉ်သားရဲများကိုအချိန်အတော်ကြာသည့်အထိစောင့်ကြည့်နေသည်အတော်များကိုကောက်ချက်ချဆုံးဖြတ်ပြီးနောက်သူသည်မိုးကြိုးစေပါကိုကင်ဆွဲကာကူထဲမှထွက်လာခဲ့၏အခြားသောစိတ်ဝိညာဉ်တော်ကောင်များတတိထားမိသွားမိကိုစိုးရိမ်သောကြောင့်သူသည်မီးမမွေးရဲ့ပြီသူသည်ရွံ့ရှားမနေအားတော့ပေအသားများသွေးများကိုတလုတ်ပြီးတလုတ်လွေးလေတော့၏သူ၏မျက်လုံးများကလည်းအငိမ်မနေရဲပဲဟိုတီကြီးကန်းတောင်းပေါက်လှဲ့ပတ်ကြည့်ရှုနေသည်သူသည်တောကောင်အသားများကိုဂူထဲသို့တည်ယူမလာရဲ့ပြီညှီဆိုသွေးနက်များကသူ့လွိုင်ကိုတီနီယာကိုပေါက်ကြားသွားစေနိုင်သောကြောင့်ဖြစ်၏3 ရက်သာဖြတ်တန်းရသည်သူ၏စာပေသမားအော်ရာနှင့်တဘာနုတိခန်ပန်တို့ကအတော်လေးလျော့ကျသွားပြီသူသည်ရှေးအကျဲဆုံးလူသားမျိုးနွယ်တစ်ယောက်လိုထူးဆန်းစွာတည်ငြိမ်လာလေသည်မဟာအယိုင်းကဘာကတားရဲနတ်ဆိုးဘရင်12ပါး၏အန်တီမနတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်များကိုလေ့ကျင့်အားထုတ်ပြီးနောက်စူစီမို၏အစာချက်နှုံးနဲ့စားတောက်နိုင်စွမ်းကတိတိတသာတိုးတက်လာလေသည်များမကြာမီစိတ်ဝိညာဉ်တော်ကောင်၏အသွေးအသားများကိုသူစားတောက်လို့ပြီးစီးသွားလေသည်လွိုင်ကူထဲသို့ပြန်လာပြီးနောက်သူစတင်ကြင့်ကြံအားထုတ်လေတော့၏သူကြင့်ကြံအားထုတ်သည့်အခါကွဲပြားခြားနားချက်ကိုတွေ့ရှိလိုက်ရ၏စိတ်ဝိညာဉ်တော်ကောင်၏အသွေးအသားများသည်တာမန်ကျွဲနွားစိတ်များထက်များစွာပိုမိုအာဟာရဓာတ်ကျွဲဝါလေသည်
ထိုအသွေးအသားများသည်ပိုက်ထဲတွင်များစွာအလားတောင်မဖြစ်ပေခန္ဓာကိုယ်ကိုကောင်းမွန်စွာအာဟာရထက်ပြုထောက်ပံ့ပေးနိုင်လေ၏တိအရင်ဆိုလျင်စူစီမိုသည်အမဲသားများကိုစားတောက်ပြီးသောအခါနိဝက်လောက်စွမ်းအင်ထောက်ပံ့ကျင့်ကြံနိုင်လေသည်ယခုအခါမှာတော့သူသည်တစ်နေ့နှင့်တစ်ညလုံးကျင့်ကြံနိုင်လေသည်တကယ်တော့အကျိုးကျေးဇူးကလွန်စွာကြီးမားလေသည်အနာဂွနာမြေကြောင့်ရခဲ့သောသူ၏တန်ရာများသည်လုံးဝတက်တာပျောက်ကင်းသွားပြီသည်ဒါအပြင်ခန္ဓာကြံ့ခိုင်ပြီးစိတ်ချင်းနဲ့အရွတ်အသွင်ပြောင်းလဲခြင်းတို့ကလည်းတိတိတတာအဆင့်တက်တူတက်ခဲ့၏စူစီမိုသည်အယံဝေးတော့စွန့်လာမရသေးပြီသူသည်အချိန်အများစုကိုလွိုင်ကူလဲတွင်အရွတ်အသွင်ပြောင်းလဲခြင်းကိုကြင့်ကြံအားထုတ်နေခြင်းဖြင့်အသုံးချလိုက်လေသည်ရန်ဖန်ကြမှာတော့သူသည်တောင်ကျေရှိစိတ်ဝိညာဉ်တော်ကောင်များ၏တပ်ဖြတ်မှုနည်းစနစ်များကိုလေ့လာအကဲခတ်နေလိုက်လေသည်စူစီမိုသည်တခုခုကိုတဘိုးပေါင်နားလေသွားသည်ဟုသူ့ကိုယ်သူထင်မိသည့်အချိန်တိုင်းမှာသူ၏အာယုံခံတတိစိတ်ကိုထက်ရှားလာစေဖို့ပြုစုပြိုးထောင်ရနှင့်သူ၏တိုင်းပြကျွမ်းကျင်မှုကိုအရောင်ထွက်တင်ရန်အတွက်နေထိုင်ရာကူလီထဲမှထွက်ကာစိတ်ဝိညာဉ်တော်ကောင်များကိုအမဲထွက်လိုက်လေရှိလေသည်သူသည်အောင်မြင်သည့်အခါထက်လက်ပလာနှင့်ပြန်လာရသည့်အခါကများတော့လေသူသည်ခန္ဓာကြံ့ခိုင်မီးစေးခြင်းနှင့်အရွတ်အသွင်ပြောင်းလဲခြင်းကိုအခြေချမ်းအုံမြင့်သည့်အသုံးချ၍အသက်ရှင်လက်တော့ထွက်ပြေးနိုင်ခဲ့ခြင်းသာဖြစ်သည်တေချင်းရှင်ချင်း၏ရုံးကန်မှုများကြတွင်သူသည်စက်တိုက်ဆိုကာကောက်ချက်ချဆုံးဖြတ်နားလေသဘောပေါက်ကြင်ကြံခဲ့လေတော့သည်3 လကြာသောအခါစူစီမိုသည်ရကေနေရဟောင်းကိုပြန်လာကအနာဂွနာမြေကိုပြန်ရှာသည်ထို့နောက်သူသည်ဒိုင်းဆောင်ကိုသူ၏လက်ချေတက်တက်နှင့်တက်ဖြတ်ချေသည်ခတ်ပေါ်အန်ဒီရဲ့ကျိုးပါများကိုလည်းစေပါနှင့်တက်ဖြတ်ခဲ့သည်အန်ဒီရဲ့ကျိုးနေရနေလည်းများအားလုံးလက်ခံရနောက်သူသည်ဘိုင်မနက်အကဲကိုသူ၏ပီယားဆောင်ကြည့်အဖြစ်ပြန်ယူဆောင်ယူလာခဲ့၏သူသည်ဘိုင်မနက်အကဲကိုသူ့၏လွိုင်းကူတဲသို့တည်ယူဆောင်ယူလာခဲ့ပြီးသူ၏ BSN-TAC တရနက်နယ်များကိုစစ်ကဘာကမျိုးပြိုင်ဖြီတွေနေသောလွိုင်းကူ၏မြေတောင်နေရန်များသို့ထိတ်ဆင်းစေဖို့စတင်လိုက်လေသည်ထိုအချိန်မှစ၍စူစီမိုသည်သူရခဲနေထိုင်ခဲ့ရာလွိုင်းကူလေးထဲမှအပီးတိုင်ထခွာခဲ့လေ၏သူသည်မရေမတွက်နိုင်လောက်သောတောင်တန်းများလှိုမြောင်များကိုဖြတ်ကျော်ခြေဦးတဲ့ရာသွားလာရင်အမျိုးမျိုးသောစိတ်ဝိညာဉ်တော်ကောင်များညှက်များညှက်လဲတိုက်ခိုက်ခဲ့လေ၏ဤနေရာသည်အတမန်ဆုံးသူများသာရှင်သန်နိုင်မိသွေးလွှမ်းသောကဘာဖြစ်လေသည်အခုလောလောဆယ်ဂုံယူဝင့်ကြွားစွာရက်တည်နေတော့လေနောက်တစ်ခဏမှပင်ထိုသူသည်အခြားစိတ်ဝိညာဉ်တော်ကောင်တစ်ကောင်၏တားကောင်ဖြစ်သွားနိုင်လေ၏ဤနေရာတွင်စူစီမိုသည်မရေမတွက်နိုင်သောဆိုးရွားပြင်းထန်သည့်သွေးလွှမ်းတိုက်ကွဲများအသက်ဘေးမှတီတီကလေးခက်ကြော်ခဲ့ရမှုများနှင့်ဆက်တိုက်ဆိုသလိုဒီတထိတ်ထိတ်ရင်တဖိုးဖိုးတတိဝရိယအနိုးချစွာနှင့်ရှင်သန်နေထိုင်ခဲ့ရ၏အချိန်များကုန်ဆုံးလာသည့်နှင့်အမျှစူစီမိုသည်တမှုထူးခြား၍ဖော်ပြရန်ခက်ခဲသောအန်ဒရဲအားကြိုတင်သိနိုင်သည့်အသီးစိတ်တစ်ခုကိုရရှိလာခဲ့လေ၏ဒါအာယုံခံတတိစိတ်ပဲမိသူများတတိမထားမိလိုက်ဖဲနေစိတ်ဝိညာဉ်ရင်းမြစ်မရှိသောလူသားမျိုးနွယ်ကောင်လေးတစ်ယောက်သည်ဤရိုးမတွေကျင်လေကျစားရင်အကြီးကျယ်ပြောင်းလဲလာခဲ့တော့၏အဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်ညီမတို့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့မှာနော်